မေအဲ့မပြောလို့လားဟုတ်တယ်သမီးရဲ့အမေဘလို့မှအဲ့လိုမပြောသမီးကိုကြီးအတွက်ကိုအမေရမ်းစိတ်ပူနေအဲ့လောက်လည်းစိတ်မပူပါနဲ့အမေရဲ့ကိုကြီးကအဆင်ပြေမှာပါကိုကြီးကသမီးတို့မိသားစုအလေးထားရတဲ့မျိုးလေကိုကြီးကိုတမဒေဝနဲ့ကောင်းတဲ့မြတ်တရားဆောက်ရှောက်မှာပါအမေရဲ့ဘာမှစိတ်မပူနဲ့နော်အမေလည်းအဲ့လိုပဲဆူတောင်းနေရတာပါပဲသမီးရဲ့တကယ်လို့သမီးကိုကြီးဒါတခုခုဖြစ်သွားခဲ့မယ်ဆိုရင်အမေတို့မိသားစုရဲ့ရှေ့ရမလွယ်ဘူးသမီးရဲ့တားငယ်ရလဲဘာမှအားကိုးလို့ရတာမဟုတ်ဘူးအခုပဲကြည့်လေဒီလောက်ညက်နေပြီ तू ကပြန်မလာသေးဘူးသူ့အကိုကြီးဘာဖြစ်လို့ဘာဖြစ်မှန်းတော့မသိရလားမသိပါဘူးသမီးရဲ့အားကြောင့်အရင်အဓိကလူဖြစ်တဲ့သမီးကိုကြီးတခုခုဖြစ်သွားမအောင်ဒီစိတ်ပူနေတာသမီးရဲ့ဘယ်လိုဖြစ်ဒီသားမင်းရောမအိတ်ကြတယ်ဟာလို့တီးဟာရောပြန်ပါမလာဘူးလားဒီကသူ့တကယ်ကြီးကိုလို့ပါသွားတယ်ဟိုအိတ်ရှင်တွေငါမှစူချင်းနဲ့နောက်မှစူလိုက်တော့နော်အေးသွားပြီအိုးကဲတွေ့လားသမီးဒီလိုအခြေအနေမျိုးနဲ့အမေကဘယ်လိုလုပ်စိတ်အေးလဲနေနေမှာလဲသမီးရဲ့အမေရဲ့အဲ့လောက်လေးတွေးပူနေပါနဲ့ဟိုကျအမေကျမ်းမာကြီးထိခိုက်နေတယ်ဟာတော့အေးအောင်နော်မမေးသေးဘူးသမီးရဲ့မခဏနေဦးမယ်နော်မင်းသွားရလိုက်တော့အားဆိုလည်းနင်းနဲ့ထိမနေနဲ့အောင်နော်အမေကျမ်းမာကြီးထိခိုက်နေတယ်ဟာ